ဟိုဆိုင်တစ်ဆိုင်မှာဝင်ခိုးလို့ဆိုပြီးတခိုးမိရဆိုပြီးတော့ဆိုင်ရှင်မိန်းမကကလေးရောမေရောဓာတ်တိုင်မှာကျိုးတုပ်ပြီးတော့အနိုင်ကျင့်နေတာเนาะအဲ့ဒီဗီဒီယိုဖိုင်တက်လာတယ်เนาะဆိုရှယ်မီဒီယာမှာလည်းအရန်ပြန့်နေတယ်เนาะဒီနေ့ကခဏလေးဘယ်နေ့ရက်နေ့လဲဆိုတော့ဒီမှာရက်ဆိုရမတွေ့ရ21ရက်နေ့เนาะ21ရက်နေ့10လ2025မှာဒီဗီဒီယိုဖိုင်ပြန့်လာတာဖြစ်တယ်เนาะအဲ့တော့အဲ့ဒါနဲ့ပတ်သက်လာပြီးတော့နည်းနည်းပြောချင်တယ်เนาะအဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ပြောချင်တယ်အဲ့ဒီဆိုင်ရှင်မြင်အောင်လို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအားလုံးကဝိုင်းရှယ်ပေးပါเนาะအဲ့တော့ခိုးတယ်ဆိုလို့ရှိရင်ဥပဒေကြောင်းရဟုတ်လားသက်ဆိုင်ရာရက်ကွက်ရှိမယ်သက်ဆိုင်ရာဈေးရှိမယ်ဟုတ်လားသက်ဆိုင်ရာဈေးကနေမှတစ်စစ်ဒီရက်ကွက်နဲ့ဟိုရဲစခန်းကိုပို့ရမှာဖြစ်တယ်เนาะဥပဒေတိုင်းဆောင်ရွက်ရမှာဖြစ်တယ်เนาะဘယ်လောက်ပဲတရားဥပဒေစိုးမိုးမှုမြန်မာနိုင်ငံမှာမရှိเนาะတေချာတော့ဒီဈေးမှာခိုးတယ်ဆိုလို့ရှိရင်ဈေးမှာရှိတဲ့ဒီဈေးကောင်းကမှတာဝန်ယူပြီးဖြည့်ရှင်းပေးရမှာဖြစ်တယ်เนาะဒီခိုးမှုမြောက်လို့မကျင်တတ်လို့ရှိရင်ဈေးကောင်းမကျင်တတ်လို့ရှိရင်ရဲစခန်းကိုဈေးကောင်းကိုယ်တိုင်ကပို့ပေးရမှာဖြစ်တယ်เนาะအဲ့တော့ဥပဒေကြောင့်ကဘယ်လောက်ပဲတရားဥပဒေစိုးမိုးမှုမရှိကိုယ်ပိုင်လုပ်ခွင့်မရှိဘူးနောက်ပိုဆိုးတာကဒီဆိုင်ရှင်မိန်းမရဲ့ရုပ်မာမှုကတော်တော်ဆိုးတယ်ဒီကလေးငယ်လေးကိုပါကျိုးတုပ်ပြီးတော့မေနဲ့တူတူကျိုးတုပ်ပြီးတော့6လောက်တွေနဲ့ကန်စပီမူးတွေစောင့်ဆွဲပြီးတော့ဒီကလေးလေးကနေဘူးထဲမှာဒါဒီကလေးလေးရဲ့အခွင့်အရေးကိုပါဒီဆိုင်ရှင်ကစော်ကားတာဖြစ်တယ်နော်အဲ့တော့ကျမမြင်ကားစားဆိုဒေါသအရန်ဖြစ်တယ်ကျိန်စာတိုက်ဖို့အထိပါကျမပြင်ထားတာနော်ဒီဆိုင်တစ်စုလုံးမီးလောင်ပြကြဖို့ကျမကျိန်စာတိုက်ဖို့အထိပါပြင်ထားတာနော်ဒါပေမဲ့ကျမမတိုက်ပါဘူးနော်အဲ့ဒီဆိုင်နဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒီဆိုင်ကိုလုံးဝဈေးမဝယ်ပါနဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအားလုံးကိုဆရာမမြတ်ကြခင်ကပြောချင်ပါတယ်အဲ့ဒီဆိုင်မှာလုံးဝဈေးမဝယ်ပါနဲ့နော်ဆရာမကလည်းခိုးတဲ့လူကခိုးတဲ့ရောက်သူ့ကိုအပြစ်ပေးရမှာဖြစ်တယ်မဆိုင်တဲ့ကလေးကိုပါထည့်လောက်တာဖြစ်တဲ့အတွက်အဲ့ဒီဆိုင်မှာလုံးဝဈေးမဝယ်ပါနဲ့ရှင်နော်ကျမတို့ဥပဒေစိုးမိုးမှုမရှိဘူးဟုတ်လားဥပဒေစိုးမိုးမှုမရှိလို့လှုပ်ချင်တိုင်းလှုပ်မယ်ဆိုလှုပ်ချင်တိုင်းလှုပ်ရနေလို့ရှင်ဒီလိုဖြစ်သွားမှာဖြစ်တယ်အဲ့တော့ဒီလိုမျိုးမကျင်တဲ့ပြည်သူလူထုကများတယ်ဒါဆိုရှယ်မီဒီယာပေါ်မှာအခုဆိုရင်ပြန့်လာပြီဘယ်ပြည်သူကဖြစ်ဖြစ်ဒါကိုတွေ့လိုက်တာနဲ့ဘယ်သူမှကျင်တတ်မှာမဟုတ်ဘူးเนาะအဲ့တော့ဒီနေ့က21ရက်10လ2025နေ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအားလုံးဆရာမမြတ်ကြခင်ကပန်ကြားချင်ပါတယ်ဒီကလေးမေခိုးတာကိုဆရာမအပြစ်ကိုဖုံးချင်တာမဟုတ်ဘူးခိုးတဲ့လူမှာအပြစ်ရှိတယ်ဒီကလေးမှာဘာအပြစ်ရှိလဲဒီကလေးကိုပါကြိုးတုပ်ထားပြီးတော့ဒီကလေးမေကိုရိုက်နေတော့စဉ်းစားကြည့်လေမေကကလေးကိုဖတ်ထားတယ်ကလေးဆိုတာဒါမိခင်တိုင်းသိတယ်သူ့မေကိုရိုက်နေပြီးလုံနေပြီးဆိုဒီကလေးကငိုမှာလုံးဝနေမှာမဟုတ်သူ့မိဘကိုထိလာရင်မရဘူးကလေးကဘာဖြစ်လဲငယ်ပေမဲ့လည်းကလေးတွေတော်တော်များများမေကိုထိပြီးဆိုငိုတယ်ဒီကလေးရဲ့ခံစားချက်တွေဘယ်ရောက်သွားပြီလဲအဲ့တော့ဥပဒေစိုးမိုးမှုမရှိဘူးလှုပ်ချင်တိုင်းလှုပ်မယ်ငါဘာဆိုတဲ့မိမမျိုးတွေကိုပြည်သူလူထုကဒဏ်ခတ်လို့ရပါတယ်အဲ့ဒီဆိုင်မှာဘာမှအာမပေးပါနဲ့ရှင်ဈေးလုံးဝမဝယ်ပါနဲ့ရှင်နော်ဒါလို့လာပြောပြတာဖြစ်တယ်ဒီလိုမျိုးမြင်လာလို့ရှိရင်ကျမတို့အဲ့ဒီလိုမျိုးပြည်သူလူထုကဒဏ်ခတ်လို့ရပါတယ်ဘလောက်ပဲဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံမှာပဲဘလောက်ပဲဥပဒေစိုးမိုးမှုမရှိပါစေအဲ့ဒီလိုအနိုင်ကျင့်တဲ့ဆိုင်မှာပြည်သူကဈေးမဝယ်ဘူးဆိုလို့ရှိရင်ဒီဆိုင်ကိုပြည်သူလူထုကဒဏ်ခတ်ပြီးသားဖြစ်ပါတယ်နော်အဲ့ဒါကိုမှပြည်သူလူထုကဆရာမရဲ့အဲ့ဒါဘယ်လိုလုပ်အောင်တရားဥပဒေစိုးမိုးမှုကလည်းမရှိဘူးမြန်မာနိုင်ငံမှာဟုတ်လားဆိုရင်မပူပါနဲ့ဈေးမဝယ်ပါနဲ့အဲ့ဒီဆိုင်မှာလုံးဝဈေးမဝယ်ပါနဲ့ရှင်နော်ဒါပြည်သူကိုကျွန်မပြောချင်ပါတယ်အဲ့ဒီလိုဒဏ်ခတ်လို့ရပါတယ်ဒီဆိုင်ရှင်အမျိုးသမီးကိုလည်းဒါဒီဆိုင်ရှင်ကဘယ်မြို့နယ်ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ဈေးမှာရှိတာလဲသက်ဆိုင်ရာဌာနတွေကအရေးယူဆောင်ရွက်ပေးပါဒီဆိုင်ရှင်အမျိုးသမီးကိုလုံးဝမကျင်တတ်ပါဘူးနော်ကလေးအခွင့်အရေးတက်ရှိတယ်နော်လူကြီးခိုးတာကိုကျွန်မအပြစ်လွတ်ပေးရမယ်လို့မပြောဘူးနော်ခိုးရင်ခိုးတဲ့လူကခိုးတဲ့အပြစ်ကိုဥပဒေတိုင်းသွားဒီကလေးပေါ်မှာဘာအပြစ်ရှိလဲဒါမျှတမှုမရှိဘူးဆိုင်ရှင်မိမကြက်သတိထားနေနော်နေ့ကိုမြန်မာနိုင်ငံသားဆိုတဲ့ငါမှာနိုင်ငံသားဆိုတဲ့စိတ်ကလေးရှိနေလို့ငါချိန်စားမတိုက်တာသိလားနင်းလဲငါဗီဒီယိုဖိုင်တွေ့ရင်ကျင်းတတ်မှာမဟုတ်မကျင်းတတ်လဲနင်းလို့မိမအိုင်လုံးခဲပဲရှင်းလားအောက်တန်းမကြပါနဲ့လူဆိုတာနော်အောက်တန်းစားစိတ်ရှိနေသူကြီးကဘယ်တော့မှနဲ့ဘဝတိုးတက်ပြောင်းအောင်မှမဟုတ်ဘူးနော်
တေချာတော့နဲ့ငါဟောပေးလိုက်မယ်နင့်ဘဝရဲ့တိုးတက်မှုဖွံ့ဖြိုးမှုဟုတ်လားလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေကဒီနေ့နောက်ဆုံးဖြစ်ပြီးတော့နင့်ဘဝဟိုအောက်ကိုပြန်ပြီးတော့ကြာတော့မှာဘာဖြစ်လို့ဆိုနင့်ရအောင်အောက်တန်းကြတဲ့လုပ်ရက်ကိုနင်ကလုပ်လိုက်တာဖြစ်တယ်နော်အဲကြောင့်နဲ့ငါကြိုဟောပေးလိုက်မယ်နော်ကိုဘဝမှာကိုဆူတောင်းနော်ကိုဘဝမှာကန်ဆိုးမိုးမမှုတွေကြုံပြီဆိုလို့ရှိရင်ကိုကန်ကြနေပြီဖြစ်တယ်ဒါကိုသိရမှာဖြစ်တယ်ကိုကန်ကြနေရတော့မှကိုရဲ့ဒေါသအလိုလောက်အောက်တန်းကြတဲ့လုပ်ရက်တွေကိုလုပ်တာဖြစ်တဲ့အတွက်ကိုဘဝရဲ့ဏီကုန်းချုပ်ခင်နေဝင်ခြင်းရမကြခင်ငါထန်ရောက်တော့ပါမလားဆိုတော့ကြည့်ထားလိုက်ရှင်းလားမသိဘူးနော်ဒါပဲเนาะအဲ့ဒါလာပြောပြပေးတာ